မောင်လွင်ဟာတက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီးမိဘနှစ်ပါးနဲ့အတူမြို့တစ်မြို့မှာနေထိုင်ပါတယ်။တက္ကသိုလ်ကျောင်းပေးရဲ့တနေ့မှာတော့မောင်လွင်ရဲ့ဖခင်ကအဝေးတနေရာမှာရှိတဲ့သူ့အဖွားစီကိုအလဲသွားခိုင်းလိုက်ပါတယ်။မောင်လွင်လည်းသူ့ဖေရဲ့ဆန္ဒအတိုင်းအဖွားစီကိုတွားရောက်လိုက်ပါတယ်။သူ့ဖိုးဆုံးမိတဲ့ကမရောက်တာကြာပြီဖြစ်ပါတယ်။သူ့ဖွားကလည်းတူလာတာကိုအလွန်ကိုဝမ်းသာနေပြီးစကားတွေအများကြီးပြောဖြစ်ကြပါတယ်။တပတ်လောက်ကြာတဲ့အခါမောင်လင်းဟာနေရတာကိုပြင်းလာခဲ့ပါတယ်။အဲ့ရနှမ်းရှောက်ကြည့်ရင်းနဲ့သူ့အဖိုးရဲ့စာကြည့်ကန်းထဲကိုရောက်လာခဲ့ပါတယ်။လူမွေးနာကြာနေပေမဲ့လည်းအခန်းကတန်ရှင်းသက်ရက်နေပါတယ်။မောင်လင်းကစာအုပ်တွေကိုကြည့်ရင်းနဲ့စာအုပ်တို့ကိုယူပြီးဖတ်ကြည့်လိုက်ပါတယ်။စာအုပ်ထဲမှာဝါကြတုပ်လေးတွေနဲ့ရေးထားပါတယ်။ပထမစာမျက်နှာမှာရေးထားတာကပင်လက်ထဲမှာပတ်ဆက်တစ်ပြားမှမရှိတဲ့အခါလောကကြီးကအသင်ကိုလူတွေအကြောင်းသင်ပေးသွားပါလိမ့်မယ်။မောင်လင်းဟာပထမစာမျက်နှာကိုဖတ်ပြီးစိတ်ဝင်စားသွားပါတယ်။ဒါကြောင့်စာကြည့်ကုံမှာထိုင်လိုက်ပြီးထပ်ဖတ်လိုက်ပါတယ်။မိတ်ဆွေတို့အနေနဲ့မောင်လင်းဖတ်နေတဲ့ကြောင်းရာတွေကိုလိုက်ပြီးမှတ်သားထားဖို့အကြံပြုပြရစီ။တင်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရပြီးဆင်းရဲမွဲတင်နေတဲ့အခိုက်မှာစင်ပမာတယ်ဆိုတဲ့မိတ်ဆွေတွေဆိုတာခင်မင်လာပါတယ်ဆိုတဲ့မိတ်ဆွေတွေဆိုတာစာနာပါတယ်ဆိုတဲ့မိတ်ဆွေတွေဆိုတာဘယ်လိုမျိုးလဲဆိုတာတင့်ကိုတင် जा ပေးပါလိမ့်မယ်အစင်ပြေနေတဲ့အချိန်လက်ခုပ်ဝိုင်းတီးပေးတဲ့မိတ်ဆွေထက်အစင်မပြေတဲ့အခါနှစ်သိမ့်စကားတစ်ခုပြောပေးတဲ့မိတ်ဆွေကပိုတန်ဖိုးရှိပါတယ်ပြဿနာတိုင်းကအသင်ကိုအဆုံးသတ်ဖို့ဖြစ်စေတာမဟုတ်ပါဘူးတကယ်တော့အသင်ကိုလမ်းညွှန်ပေးတဲ့အရာတွေပါအစိုးတွေအားလုံးကအသင်ကိုအရှုံးပေးဖို့ဖြစ်စေတာမဟုတ်ပါဘူးတကယ်တော့အသင်ကိုအကောင်းဘက်ဘယ်လိုသွားရမလဲဆိုတာတင်ပြပေးနေကြတာပါရုန်းကန်မှုအားလုံးကသင်ကိုစိတ်သက်ကြစေဖို့ဖြစ်စေတာမဟုတ်ပါဘူးတကယ်တော့သင်ကိုအောင်မြင်ခြင်းကိုဘယ်လိုယူရမလဲတင်ပြပေးနေကြတာပါလွယ်လွယ်အရှုံးမပေးတတ်ဘူးဆိုရင်အရာရာကတင့်လက်ထဲမှာပါပဲသူတို့ဘာရဲ့လုပ်ရဲ့ကြောင်းကိုထိခိုက်ရပေမဲ့ကိုလိုရဲ့ကြောင်းသူတို့ဘာကိုမထိခိုက်ပါစေနဲ့သူတို့ဘာစကားကြောင့်ကိုစိတ်ဆင်းရဲရပေမဲ့ကိုစကားတခွန်းကြောင့်သူတို့ဘာစင်ဆင်းရဲပါစေနဲ့သူတို့ဘာကြောင့်ကိုမျက်ရည်ကျရပေမဲ့ကိုကြောင့်သူတို့ဘာမျက်ရည်မကျရပါစေနဲ့လောကကြီးမှာလူတွေအားလုံးကအမြင့်ကိုရောက်ဖို့လှေကားတွေကိုနင်းကြရပါတယ်ဒါပေမဲ့အဲ့ဒီလှေကားတွေကိုကျင်းသူတရားကောင်းမှန်းမသိကြပါဘူးလှေကားတွေဆိုတာတင့်ကိုအောင်မြင်အောင်ပတ်မိုးပေးတဲ့လူတွေအားလုံးပဲဖြစ်ပါတယ်အမြင့်မှာပြတ်သန်းနေတဲ့ဆွမ်းသူ့ကိုကျိုးနဲ့ချီပြီးမြေပြင်ကနေရေပီးကင်လို့မျှော်ကြည့်နေတဲ့သူကိုမိတ်နေတတ်ပါတယ်ကိုဘွားရဲ့တန်ဖိုးကိုဘယ်လိုဖြစ်လာတယ်လဲဆိုတာဘယ်နေရာရောက်ဘယ်အခြေအနေမှာဖြစ်ဖြစ်မမေ့ဖို့အရေးကြီးဆုံးပါပဲ။သူများဆိုတာသူ့ဖာသာနေရင်တော့တန်ဖိုးမရှိဘူးလို့ထင်ကြပါလိမ့်မယ်။ဒါပေမဲ့သူ့ရှိကကဏ္ဍတွေကိုတော့တန်ဖိုးအမြင့်ဆုံးရအောင်ညှစ်တင်ပေးနိုင်ပါတယ်။မောင်လေးဟာစာဖက်နေတာနားလိုက်ပြီးစာအုပ်ထဲကစာတွေကိုမှတ်သားထားလိုက်ပါတယ်။ဒီစာတွေကသူ့ဘဝအတွက်အကျိုးရှိစေမယ်ဆိုတာကိုလည်းနားလည်လိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းမောင်လင်ဖတ်နေတဲ့စာအုပ်ကနေအသိပညာတစ်ခုခုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ